MSC OS အတွက်ပေါ့နော် Intel ပေါ့ Intel အတွက်ကျွန်တော်ဒီ main player ပေါ့နော် main player ကောင်းလို့ဆော်ရတာ version 293ပေါ့နော်293ကိုကျွန်တော်အခုစမ်းသပ်အသုံးပြုနိုင်အောင်ကျွန်တော်ထုတ်ပေးထားပါခင်ဗျာအခုဟို download လေးမှာပေါ့နော် down ပြီးတဲ့ DMG file လေးကိုဖွင့်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာမယ်အဲ့တော့ဒီလိုလေးပေါ်တဲ့အခါမှာကျွန်တော်ဒီလိုလေး application folder လေးကိုဆွဲထည့်လိုက်ပါပေါ့နော်ဆိုရင်သူကူးထဲနေပြီဖြစ်ပါတယ်လက်ရှိဟိုသာပေါ့နော် install လုပ်ပြီးလို့သုံးလို့ရတဲ့အခြေအနေလေးကိုလည်းကျွန်တော်လည်းတစ်ချက်လောက်ပြန်ပြီးကူညီပါအောင်ဗျ feedback လေးပေါ့နော်ရမရပေါ့အခုကတော့ကျွန်တော်လည်းအကုန် software ရှင်းပြီးတော့စတင် install လုပ်ဖို့လုပ်နည်းရမရလေးကျွန်တော်စမ်းသပ်ပြီးတော့ video လေးတင်ပြဖြစ်ပါတယ်ဒါဆို install လုပ်ပြီးတော့ကျွန်တော်ပိတ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ disk ကို adjust လုပ်လိုက်မယ်ဒါမရှိတော့ဘူးနော်ဒီမှာပျောက်သွားပြီ okay အဲ့တော့ကျွန်တော်ဒီမှာဖွင့်လိုက်မယ်စမှာပေါ့နော်သူက refine လုပ်တယ် refine လုပ်ဒီလိုမျိုးလေးပေါ့ဒီလိုလေး refine လုပ်တယ်တော်တဲ့အချိန်မှာသူ box လေးတက်လာလိမ့်မယ် box လေးတက်လာဘယ်လိုမျိုးလေးလဲဆိုရင်ဒီဟာကဒီ privacy အတွက်ပေါ့နော်အနေရှိတဲ့ပုံစံမျိုးနဲ့ဟို user ကို message ပေးလိုက်မယ်ပေါ့box လေးတစ်ခုတက်လာမယ်ဒါမျိုးပေါ့နော်ဒါမျိုးတက်လာရင်user တွေအနေနဲ့သုံးကျင်တယ်ဟေ့ဆိုရင် down ကိုနှိပ်ပေါ့နော်အကယ်၍အသုံးပြုနိုင်ဘူးကိုတိုင်ကလည်းတန်တရားရှိရဆိုရင်အသုံးမပြုရဲဘူးဆိုရင်ဆိုပါကမုဒုပင်ပဲဖြစ်ဖြစ်ပေါ့နော်အသုံးမပြုဘဲနေနိုင်ပါတယ်အကယ်၍ user တွေသုံးကျင်တယ်ဆိုရင်ကျွန်တော်လည်းအဓိက software မှာကဒီ network security ပါတော့ Apple ကဟိုဒီလိုမျိုးလေး user ကိုဟို confirmation မေးတဲ့သဘောမျိုးပါအဲတော့ကျွန်တော်ဒီမှာ down ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါကအသုံးပြုလို့တဲ့ user တွေအတွက်ပါတော့အခုက user တွေကိုအဆင်ပြေအောင်လို့ဟိုအသုံးပြုနိုင်အောင်အတွက်ကြိုးစားဖြစ်ပါတယ်ဒီလိုကြီးကဘာမှ data တွေဟိုဟာ collect လုပ်ဖို့ဘာမှလည်းမရှိပါဘူးဗျအဓိက MSC Windows မှာပဲသုံးနေရတဲ့အတွက် MSC မှာလည်းသုံးနေတဲ့ user တွေအတွက်ကျွန်တော်ကြိုးစားပြီးလုပ်ဆောင်တာဖြစ်ပါတယ်အဲ့လိုမျိုးအခုနောက်လိုမျိုးပေါက်တက်သွားရှင်ကျွန်တော် setting လေးကိုသွားလိုက်မှာပေါ့နော် setting သွားလိုက်မယ် setting သွားပြီးတော့ကျွန်တော်ဒီမှာ security နေရာလေးမှာ privacy and security နေရာလေးသွားလိုက်မယ်ပြီးရင် accessibility ပေါ့နော်ပြီးရင်ဒီနေရာလေးမှာsorry ဟုတ်တယ်ဒီမှာမှားလို့ sorry နော်မှာအောက်ဆုံးဆွဲလိုက်လို့ရှိရင်ကိုကဒီမှာဒီအဲ့နေရာလေးတော့ဒါအားလုံးတော့သိပြီဖြစ်မှာပါအကယ်၍ဒီ app store ပဲဆိုရင်တော့ပုံမှာမဟုတ်ဘူးကိုကဒီကောင်လေးကိုရွေးထားတယ်ဆိုရင်တော့ဒီကောင်လေးတော့ပေါ်လာလိမ့်မယ်ပေါ့နော်ပြီးရင်ဒီမှာ open anyway လေးကျွန်တော်တို့ဖွင့်လိုက်မယ်ဒါဆိုရင်သူပြီးရင်ထပ်မေးဦးမယ်ပေါ့နော်ထပ်မေးဦးမယ်ဒါကဘာဖြစ်လို့ဒီဟာကဒီ iMac က network ဟိုဒါပေါ့နော် network အတွင်းမှာဟိုဒီ server ဖွင့်ပြီးတော့ network ကနေမှသူ့ player ကို control လုပ်တဲ့အတွက် network connection ကိုအသုံးပြုတဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုမျိုး user ကိုအနေရှိနိုင်တယ်ဆိုတဲ့အကြောင်းလေးမေးတာပါဒီကဒါဒုတိယတစ်ခုပေါ့နော်အဲ့တော့ဒီနေရာမှာကိုက73မှာရက်မယ်ဆိုလဲရတယ်ပေါ့နော်အကယ်၍ဒီ software ကို Mambia ကိုယုံကြည်တဲ့ trust ဖြစ်တယ်ကိုကလည်းသုံးကျင်တယ်ဟေ့ဆိုရင်တော့ဒီ open anyway ကိုရွေးပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ password ရိုက်ပေါ့ကိုယ့်ရဲ့ဒီ login user password ပေါ့နော်ပြီးရင် okay ပြီးလိုက်တာနဲ့ player တက်လာပါပြီဗျဒါကကျွန်တော်ကွန်ပျူတာမှာအနေထားပေါ့နော်ဟို user အကိုတို့မှာကွန်ပျူတာမှာလည်းရမရအခြေအနေလေးလည်းတစ်ချက်ပြောခဲ့ပါအောင်ဗျဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဒါလည်း setting ထပ်မိတယ်ပေါ့နော်ဒါဆို open setting နဲ့သွားလိုက်မယ်ဒီလိုမျိုးမေးခဲ့ရင်ပေါ့ဒီနေရာမှာဒါကကျွန်တော်အလောင်းပေးလိုက်မယ်ပေါ့နော်ပြီးရင် password လေးရိုက်ပေးရမယ်ဟုတ်ဒါဆိုရင်ပြီးပါပြီဗျကျွန်တော်စအနေထားမှာတော့ကျွန်တော်တို့အသုံးပြုနိုင်ပြီပေါ့နော်ကျွန်တော်လည်း software တွေအကုန်ရှင်းပြီးတော့မှကျွန်တော်လည်းဟိုအသစ် user အသစ်သဘောမျိုးကျွန်တော်လည်းတင်ပြီးစမ်းထားတာဖြစ်ပါတယ်ခဏဆောင်ပေးပါဟုတ်ဒါဆိုရင်ရရဖြစ်ပါတယ်ဟုတ်အဆင်ပြေကြပါစေဗျအားလုံးကျေးဇူးတင်ပါတယ်